ချက်ပြန်လာနဲ့မိဖို့ကြောင့်ပြေးဝင်မှာဆိုတော့မရှိ ဒီလိုကြောင်ပါဖင်းနေတော့မချေပြီးမဟုတ်ဘူး ချက် လား ပြီးတော့ရေမိုးချိုးပေါ့ရေမိုးချိုးလောက်ကန်တော့ရှော့ဖို့ရဖို့လုံးစဲလို့ပြန်လာရင်တစ်ခါနောက်အဲ့ဒါတော့မှသူချက်ယူနေသူချက်ယူပြီးတော့မှစားရ ကိုချဲဆိုတချေးလေးပဲစကားလည်းမမြောင်ဘူးကိုနေကြိုက်ကြတော့ကိုလေးတော်တဲ့ဟာကို ရတာဥဒနာ ဥတနာကြီးလည်းပဲ ချက်ရတော့မပြောဘူးလေပြန်လာရင်လောက်ဆရာစီလောက်ပေါ့ မချေရဆိုတော့ဖ တ င်း မီးတို့ပြန်လာဆိုထိုင်မချက်တော့မရှိဘူးတမီးတစ်ချက်မီးတို့ကိုလိုတော့မဖြဲပြီးထိုင်မချက်တော့မရ ဥပလို့ဖျဲထိုင်လို့လဲ မထိုင်ကုန်တော့ထိုင်မချက်တော့မရှိဘူးတမီးပြန်ပြန်လာပြီးတော့ဖြဲထားလောက်ဆရာစီလောက်ဒီလိုရှော့ငါရှော့ရည်ဆော့လောက်ဆရာရည်လို့ဆိုအဲ့ဒါမှ9နိုင်ခုတော့မစားဘူးအခုဆိုကြော်9နိုင် အခုမှချောင်းနေတာမထိုးသေးဘူး ဟာပြန်လာရေအဲ့ဒါမှသူချက်ယူနေ ဦးချိတ်ဆိုကိုချေပြီးရေလည်းချိုးပြီးပြီကို